နေမကောင်းတဲ့ဆွေမျိုးစီတွားလေတဲ့အခါငွေချင်းနဲ့တိုက်လိုက်ကူညီပေးပါခက်ခဲနေတဲ့တငယ်ချင်းနဲ့ဆုံတဲ့အခါကောင်းမွန်တဲ့ဆိုင်တစ်ဆိုင်မှာလိုက်ကျွေးပါချမ်းသာတဲ့ဆွေမျိုးသားချင်းတွေနဲ့ဆုံတဲ့အခါကျတော့ကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားအစာတွေနဲ့ဧကန်ပါဒီအချက်၃ချက်ကိုစိတ်ထဲမှာအမြဲမှတ်ထားပါအခုပြောပြမဲ့လူမှုဆက်ဆံရေးစီကံတွေကိုဘသူကမှပြောင်းကြကြတင်ပေးမှာမဟုတ်ပါဘူးဒါပေမဲ့အချက်တိုင်းဟာငွေချေးချွေးနဲ့မျက်ရည်တွေနဲ့ရင်ပြီးမှရလာတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်နားထောင်ပြီးရင်လူမှုဆက်ဆံရေးမှာပါနေတဲ့သူတွေဟာညာညီမိမယုံတင်မကပဲလူအများကြားကဆက်ဆံရေးရှုပ်ဝက်ချက်တွေကိုပါထိုးထွင်းသိမြင်ကြတယ်ဆိုတာနားလည်လာပါလိမ့်မယ်ပထမချက်ဈေးရုံမှာလူနာသွားမိတဲ့အခါတတိချင်းတွေအများကြီးတဲမသွားပါနဲ့အိတ်ထဲငွေထည့်ပြီးကူညီပေးတာကပိုကောင်းပါတယ်လူအများစုကတတိနိုဒါမှမဟုတ်အားဆေးတွေဝယ်သွားတတ်ကြပေမဲ့တကယ်တော့ဈေးရုံမှာအလိုအဆုံးအရာကငွေကြီးမိဖြစ်ပါတယ်တတိချင်းတွေဟာနောက်ဆုံးမှာလူနာဒါမှမဟုတ်လူနာဆောင်တွေအတွက်တရားပြူရခက်ခဲတဲ့ဝင်ထုတ်ဝင်ဖို့ဖြစ်သွားတတ်ပါတယ်ဒါပေမဲ့သင်ပေးလိုက်တဲ့ငွေကြီးကတော့တညလုံးလူနာဆောင်ပြီးပင်ပန်းနေတဲ့မိသားစုဝင်တွေအတွက်ပူပူနွေးနွေးသမင်းတနက်ဝယ်စားဖို့အကြီးမားဆုံးအားရင်ဖြစ်စေနိုင်ပါတယ်အရေးကြုံလာတဲ့အခါငွေကြီးဟာအသုံးဝင်ဆုံးအရာဖြစ်ပါတယ်ဒုတိယချက်ဆွေမျိုးသားချင်းများနဲ့ဆက်ဆံရေးစီးပွားရေးမပြေလေတဲ့ဆွေမျိုးဆိုရင်အပြင်မှာခေါ်ကြွေးပါစီးပွားရေးပြေလေပြီးချမ်းသာတဲ့ဆွေမျိုးဆိုရင်တော့အိမ်မှာပဲဖိတ်ကြွေးပါလူအများစုကဒါကိုပြောင်းပြန်လုပ်တတ်ကြပါတယ်တေချာစဉ်းစားကြည့်ရင်လူတွေဟာမိမိမှာမရှိတဲ့အရာကိုပူပြီးတန်ဖိုးထားတတ်ကြတာတွေ့ရပါလိမ့်မယ်စီးပွားရေးမပြေလေသူတွေဟာအစားတော်ကောင်းကောင်းစားဖို့အခွင့်အလမ်းနည်းပါပြီးအနှိမ်ခံရမှာကိုအကြောက်ဆုံးဖြစ်ပါတယ်သူတို့ကိုကောင်းမွန်တဲ့ဆိုင်ကြီးတွေမှာခေါ်ကြွေးပြီးစားကျင်တာမှပေးမယ်ဆိုရင်သူတို့ဟာလေးစားမှုကိုခံစားရပြီးသင်ကိုရည်ရှိမှတ်မိနေပါလိမ့်မယ်တစ်ဖက်မှာလည်းချမ်းသာတဲ့ဆွေမျိုးတွေကတော့ဘလောက်ဈေးကြီးတဲ့အစားအစာမျိုးမဆိုစားဖို့ပြီးသားပါသူတို့အတွက်အဖိုးတန်ဆုံးအရာကဈေးကြီးတာတွေမဟုတ်ပဲနှွေးထွေးမှုပဲဖြစ်ပါတယ်သူတို့ကိုအိမ်မှာဖိတ်ကြွေးပြီးကိုယ်တိုင်ချက်ပြုတ်တဲ့လက်ရနဲ့ဧကန်တာကပိုပြီးဆွဲလန်းစေပါတယ်ဒါဟာတစ်ဖက်လူမှာလိုအပ်နေတဲ့အရာကိုဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်တတိယချက်မုံဖိတ်ကြွေးခြင်းစီကံဘသူကဖိတ်ခေါ်တာလဲအဲ့ဒီလူကပဲပိုက်ဆံရှင်းရပါမယ်အာနာလို့ပြောတဲ့စကားတွေကိုလိုက်မယုံပါနဲ့ဒါဟာလူအဖွဲ့အစည်းရဲ့အခြေခံအကြဆုံးစီကံဖြစ်ပါတယ်တင်ကဖိတ်ခေါ်သူဆိုရင်တင်ကပဲကြားတင်ငွေကိုပေးရပါမယ်အစားအသောက်မှာတော့ကတော့စိတ်တဘောထားကြီးတယ်လို့လုပ်ပြီးပိုက်ဆံရှင်းရမယ့်အချိန်ကြာမှအင်တာခဏခဏပြေးတတ်တဲ့သူမျိုးဟာရေရှည်မှာအောင်မြင်ဖို့ခဲရင်ပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်လူကအားလုံးကိုရိပ်မိနေလို့ပဲဖြစ်ပါတယ်ဖုံထုတ်ပြီးပိုက်ဆံအလူရဲ့ရှင်းပေးခြင်းရောင်ဆောင်တာဟာယဉ်ကျေးမှုအရာလုပ်ပြတာဖြစ်နိုင်ပေမဲ့ဧည့်သည်ကိုပိုက်ဆံမရှင်းခိုင်းပဲအိမ်ရှင်ကတာဝန်ယူတာကတော့တကယ်ဝတ္တရားဖြစ်ပါတယ်ဒါကိုနားလေသူကိုလူမှုရေးတည်တဲ့သူလို့ခေါ်ပါတယ်စရုထအချက်ပစ္စည်းဝယ်ယူခြင်းစီကံဈေးကြီးတဲ့ပစ္စည်းတွေကိုသူစိမ့်တွေစီကဝယ်ပါဈေးသက်သာတဲ့ပစ္စည်းတွေကိုတော့အတိမိတ်ဆွေတွေစီကဝယ်ယူအားပေးပါလူအများစုကအိမ်ဝယ်တာကားဝယ်တာမျိုးကိုအတိတွေစီကပဲဝယ်တတ်ကြပါတယ်နောက်ဆုံးမှာဈေးလဲတက်တာမသွားတဲ့အပြင်ပြဿနာတစ်ခုခုရှိလာရင်လေအားနာလို့ကိုယ့်အခွင့်အရေးကိုမတောင်းဆိုရဲပဲဖြစ်တတ်ပါတယ်ဈေးကြီးတဲ့အယောင်ဝယ်တွေကိုစီးပွားရေးဆန်ဆန်ပြောင်းကြကြပဲလုပ်သင့်ပါတယ်ဈေးစစ်လို့ရတယ်လို့ပြဿနာရှိရင်လေအာမနာတန်တောင်းဆိုနိုင်ပါတယ်ဈေးသက်သာတဲ့အသေးအဖွဲပစ္စည်းတွေကိုတော့သူငယ်ချင်းသူ့ဘဟုအတိမိတ်ဆွေတွေစီကအားပေးခြင်းဖြင့်ရေရှည်ဆက်ဆံရေးကိုတည်ဆောက်နိုင်ပြီးဒီနေ့မှာသူတို့စီကအကူအညီပြန်ရနိုင်ပါတယ်ငွေအမြောက်အများရှိရင်အကျိုးအမြတ်ကိုကြည့်ပါငွေအနှဲငယ်ဆိုရင်တော့ဆက်ဆံရေးကိုကြည့်ပါလူမှုဆက်ဆံရေးဆိုတာဟန်ဆောင်တာမဟုတ်ပဲတစ်ဖက်လူတကယ်လိုအပ်နေတဲ့အရာကိုနားလည်ပေးတာဖြစ်ပါတယ်လိုအပ်တာကိုမှန်ကန်စွာပြေးနိုင်ခြင်းကစာနာမှုဖြစ်ပြီးမှားယွင်းစွာပြေးမိရင်တော့စေတနာကဝေဒနာဖြစ်သွားတတ်ပါတယ်အစစ်တမန်လူအဖွဲ့အစည်းမှာစိတ်ကူးရင်ပုံရင်းတွေမရှိပါဘူးအပြန်အလှန်အကျိုးစီးပွားနဲ့လူသားတို့ရဲ့တဘာဝပဲရှိပါတယ်ဒီစည်းကမ်းတွေကိုနားလည်ထားမယ်ဆိုရင်သင်ဟာဘယ်လိုဆက်ဆံရေးမျိုးမှမဆိုပုံမပါနပ်ပြီးအစဉ်ပြေချောမွေစွာရှင်းတတ်နိုင်မှာဖြစ်ပါတယ်